အားလုံးပဲမင်္ဂလာပါအားလုံးကိုဖျားသခင်မြန်မာတော်ကနေကြိုဆိုရဲနှုတ်ကပတော်ကိုစာငတ်ပြီးတော့မှ devotional ကိုပါဝင်နေကြတဲ့သူတွေအားလုံးဖျားသခင်အထူးပဲစကားပြောပါစေ hallelujah ကျမ်းစာထဲမှာသခင်ရှုကယူဒလူမျိုးတို့ဘာပြောတယ်လဲဆိုရင်တမန်တရားကိုလည်းတီးကြသဖြင့်ထိုတရားဒီသင်တို့ကိုလွှတ်လိမ့်မည်ဟုယုံကြည်သောယူဒလူတို့အားမိန့်တော်မူ၏တဲ့အာမင်ဒါကြောင့်မို့ကျွန်တော်တို့နှုတ်ကပတ်တော်ကိုခံယူတဲ့အခါမှာတမန်ကျမ်းစာကိုဖတ်ရှုတဲ့အခါမှာအမြဲတမ်းမှာကျွန်တော်တို့ဘုရားသခင်နော်ကျွန်တော်ကျမကိုတစုံတစ်ခုစကားပြောမယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ဟာအချိန်နော်များသည်ဖြစ်စေနည်းသည်ဖြစ်စေကျွန်တော်တို့နော်ခံယူတက်ဖွင့်အတွက်အရန်ရေးကြည့်တာဖြစ်တဲ့အဲ့ဒီအရာဟာဒီနေ့ကျွန်တော်တို့နော်ဘဝတစ်ခုလုံးကိုလွတ်မြောက်စေမှာကောင်းကြီးဖြစ်စေမှာဖြစ်တဲ့ဆိုတော့ကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်ဆိုတော့အခုချိန်မှာကျွန်တော်ဝင်ခါချင်တဲ့နှုတ်ကပတော်ကဘုရားသခင်ကိုချစ်ခြင်းဖြစ်ပါတယ်ဆိုတော့ယနေ့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာဘုရားရှိမှပြုမှုလှုပ်ဆောင်သမျှသောအရာအလုံးပေါ်ဘုရားသခင်ရဲ့တုံ့ပြန်မှုပြန်လည်ရရှိဖို့ရန်အတွက်တနည်းအားဖြင့်ဒီနေ့ကျွန်တော်လှုပ်ဆောင်ခြင်းရဲ့အကျိုးပြန်ခံစားရဖို့ရန်အတွက်ကျွန်တော်တို့ဘယ်လိုနှလုံးသားနဲ့လှုပ်ဆောင်ဖို့လိုအပ်တယ်လဲဆိုတဲ့အရာကိုတော့အနေငယ်ဝင်ခါချင်တာဖြစ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်ယနေ့ကျွန်တော်တို့နော်ကောင်းပါတယ်ဆိုတဲ့အရာတွေနဲ့ဘလောက်ပဲလုပ်နေပါစေကျွန်တော်တို့ဟာဘုရားသခင်ရဲ့တုံ့ပြန်ဘုရားသခင်တုံ့ပြန်မဲ့လှုပ်ဆောင်မှုဖြစ်နေရလားဆိုတဲ့အရာကိုကျွန်တော်တို့သေချာစဉ်းစားဖို့အတွက်ဆင်ခြင်ဖို့အရန်အရေးကြီးတာဖြစ်တယ်ဒါကြောင့်မို့သခင်ရှုကဘာပြောတယ်လဲဆိုရင်သခင်ဟုငါ့ကိုရှောက်တော်သူတိုင်းကောင်းကင်နိုင်ငံသို့ဝင်ရမည်မဟုတ်ငါခမဲတော်ကြီးအလိုကိုဆောင်တော်သူတိုင်းလည်းဘုရားနော်ဝင်ရမယ်လို့ပြောတာဖြစ်တယ်အတိတ်ဘက်ကပါလေသခင်လို့ဘလောက်ပဲခေါ်ဘလောက်ပဲနှုတ်ကပတော်ကိုတိဘလောက်ပဲတမန်ကျမ်းစာကိုသိပြီးဘလောက်ပဲနော်နှုတ်ကပတော်နဲ့အညီကျွန်တော်အသက်ရှင်ပါတယ်ပြောတင်းရဲ့အသက်ရှင်မှုကိုတေချာပြန်ဆန်းစစ်ကြည့်ပါဘုရားသခင်တုံ့ပြန်လို့ရတဲ့ဘုရားသခင်လက်ခံတဲ့ဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့တဲ့လှုပ်ဆောင်မှုနဲ့အသက်ရှင်မှုဖြစ်နေရလားဆိုတဲ့အရာကိုတေချာပြန်လဲဆန်းစစ်ဖို့အတွက်အရန်အရေးကြီးပါတယ်ဒီနေ့အဲ့ဒီသခင်ယေရှုပြောတဲ့အခါသခင်လို့သခင်ယေရှုကိုခေါ်တဲ့သူတွေဟာလောကလူတွေမဟုတ်ပါဘူးသခင်လို့သခင်ယေရှုကိုခေါ်တဲ့သူတွေဟာနော်မူရစေဝါသမားတွေမဟုတ်ပါဘူးမတရားသောမိထုံကိုပြုနေတဲ့သူတွေမဟုတ်ပါဘူးသူတို့ကပြောကြတယ်လေကိုတော့နာမ၌နတ်ဆိုးတွေကိုနှင်ထုတ်တယ်လို့ပြောတဲ့သူတွေဖြစ်တယ်သူတို့ဟာနှုတ်ကပတ်တော်ကိုဟောပြောတဲ့သူတွေဖြစ်တယ်ဘုရားသခင်ကကောင်းမြတ်ခြင်းကိုတသက်ခံဝင်ငှတဲ့သူတွေဖြစ်တယ်ဒါပေမဲ့သူတို့ရဲ့လှုပ်ဆောင်မှုကိုဘုရားသခင်ကပြောတယ်လေလက်မခံဘူးနားလည်းဘုရားသခင်မှစားပါစေရတော့ယနေ့နမိတ်လက္ခဏာဆိုတာကယုံကြည်သူပဲလုပ်နိုင်တာမဟုတ်ဖြစ်တယ်နမိတ်လက္ခဏာဆိုပါလေလူအနေနဲ့မဖြစ်နိုင်တဲ့အရာဖြစ်ခြင်းဖြစ်တယ်ဆိုတော့နမိတ်လက္ခဏာလူအနေနဲ့မဖြစ်နိုင်တဲ့အရာကိုနေ့နော်ယုံကြည်သူမဟုတ်တဲ့သူတွေတောင်မှလုပ်နေနိုင်တာပဲအဲ့တော့အဲ့လိုပြောလို့နမိတ်လက္ခဏာလုပ်တိုင်းကျွန်တော်တို့ကနော် man of god woman of god ဖြစ်တယ်လို့မြင်လို့မရဘူးလို့ကျွန်တော်ဆိုလို့ချင်တာတော့မဟုတ်ပါဘူးယနေ့နားလည်ရမယ့်အရာကပါလေကျွန်တော်တို့လှုပ်ဆောင်နေတဲ့အရာတွေကိုဖျားသခင်စိတ်တော်နဲ့တွေ့ရလားဆိုတာကိုသိဖို့ရန်နဲ့ဖျားသခင်အလိုတော်ရှိတဲ့အရာမှန်နေရလားဆိုတာကိုနားလည်ဖို့ရန်အတွက်ဆင်ခြင်ဖို့ရန်အတွက်ကျွန်တော်ပြောပြနေခြင်းဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာနော်ဖျားသခင်ကဘာနော်ဒီစာလံကျမ်းထဲမှာဘာတွေ့ရတယ်လဲဆိုလို့ရှိရင်စာလံကျမ်းထဲမှာဘုရားသခင်ကမောရှေဆက်ဆိုထားတဲ့အရာတစ်ခုဖြစ်တယ်စာလံ61အငယ်14မှာပြောလဲသူဒီငါ့ကိုချစ်သောကြောင့်သူ့ကိုငါကယ်နှုတ်မိငါဤနာမကိုသိသောကြောင့်သူ့ကိုငါချီးမြှောက်မိဘာပြောလဲငါ့ကိုချစ်သောကြောင့်သူ့ကိုငါကယ်နှုတ်မယ်လို့ပြောတယ်ငါ့ကိုချစ်သောကြောင့်သူ့ကိုငါကယ်နှုတ်မယ်ကျွန်တော်တို့သခင်ယေရှုကိုဖာရိရှဲတွေကမေးတယ်နော်ပညတ်တိကျမ်းတွေမှာအကြီးမြတ်ဆုံးသောပညာကဘာပညာလဲတဲ့တင်းဖျားသခင်ထာဝရဘုရားကိုစိတ်လုံးအကျွေးမဲ့ဉာဏ်ရှိသမျှအစွမ်းရှိသမျှနဲ့ချစ်ပါအဲ့ဒီဟာအမြင့်ဆုံးပဲဖြစ်တယ်လို့ပြောတယ်အမြင့်ဆုံးဖြစ်တယ်လို့ပြောတယ်ဆိုတော့ဓမ္မဟောင်းမှာလည်းဘုရားသခင်ကလည်းသူ့ကိုချစ်ဖို့ရန်အတွက်သူ့ရဲ့စကားကိုနားထောင်နာခံဖို့ရန်အတွက်အမြဲပြောတယ်ဘလို့နားထောင်အောင်မလဲဘုရားသခင်ကိုချစ်ပြီးတော့မှအာမင်ဘုရားသခင်ကိုချစ်ပြီးတော့မှတဲ့ဘုရားစကားကိုနားထောင်တဲ့သူတွေရဲ့အမျိုးကိုနော်အစဉ်အဆက်အထောင်တောင်းမကကောင်းကြီးပေးမယ်လို့ပြောတာဘုရားဖြစ်တယ်သူ့ရဲ့စကားကိုဘလို့နားထောင်အောင်မလဲချစ်ပြီးတော့နားထောင်အောင်မယ်လို့ပြောတယ်ငါဖျားစကားနားထောင်မယ်ဘာဖြစ်လို့လဲငါကောင်းကြီးရခြင်းလို့ငါဖျားစကားနားထောင်မယ်ဘာဖြစ်လို့လဲငါအောင်မြင်ခြင်းလို့ငါဖျားစကားနားထောင်မယ်ဘာဖြစ်လို့လဲငါလုံခြုံခြင်းခံစားဖို့ that is wrong way အဲ့ဒါဟာဖျားခင်လိုချင်တဲ့အရာမျိုးဖြစ်တယ်ဒါပေမဲ့ဘာဖြစ်လဲငါဖျားစကားနားထောင်မယ်ဘာဖြစ်လို့လဲငါဖျားကိုချစ်လို့ hallelujah ငါဆုတောင်းမယ်ဘာဖြစ်လို့လဲဖျားကိုချစ်လို့ငါအစာချောင်းမှာဘာဖြစ်လို့လဲဖျားကိုချစ်လို့အာမင်ဒီနေ့သင်ကျွန်တော်လှုပ်ဆောင်တဲ့အရာအလုံးဟာဖျားသခင်ကိုချစ်လို့လှုပ်ဆောင်တာပဲဖြစ်နေဖို့လိုအပ်တာဖြစ်တယ်ဒါကြောင့်မို့ဘုရားသခင်ကိုယ်တိုင်ကပြောတယ်ငါဘုရားသခင်ကပြောတယ်ငါတို့ဘုရားသခင်ဟာချစ်ချင်းမေတ္တာဖြစ်တော်မူ၏ဘာဖြစ်လဲချစ်ချင်းမရှိတော်သူတွေဘုရားသခင်ကိုမသိ
အကြောင်းမူကားဖယားသခင်သည်ချစ်ချင်းမြတ်တာဖြစ်တော်မူ၏ထပ်ပြောပြခြင်းနဲ့ချစ်ချင်းမရှိတော်သူသည်ဖယားသခင်ကိုမသိအတိတ်ဘက်ကပါလဲယနေ့သင်ဟာချစ်ချင်းမြတ်တာနဲ့အသက်ရှင်တဲ့သူဖယားသခင်ရဲ့ချစ်ချင်းမြတ်တာ၌တည်တဲ့သူဘာပဲလို့ဖယားကိုချစ်တော်ကြောင့်လှုပ်ဆောင်နေတာမဟုတ်ရင်သင်ဟာဖယားသခင်ကိုတည်တဲ့သူမဟုတ်တယ်လို့သင်ကိုလည်းဖယားကငါမသိဟာလေလုယာဒါကြောင့်သခင်ရှိပါပြောတယ်လေငါ့ကိုသခင်လို့ခေါ်တဲ့သူတိုင်းကိုဟုတ်လေငါမသိဘူးသင်တို့ကကောင်းကင်နိုင်ငံသို့ဝင်ရမှာမဟုတ်ဘူးဒါဆိုရင်ဘာထပ်ပြောလဲငါခမဲတော်ရဲ့အလိုကိုဆောင်တဲ့သူခမဲတော်ရဲ့အလိုတော်ကဘာလဲစေလွတ်တော်မူတဲ့သူကိုယုံကြည်ခြင်းဖြစ်တယ်ခမဲတော်ရဲ့အလိုတော်ကဘာလဲသူ့ကိုချစ်ခြင်းဖြစ်တယ်ဘလို့ချစ်ရမလဲစိတ်နှလုံးရှိသမျှဉာဏ်ရှိသမျှအစွမ်းရှိသမျှခမဲတော်ရဲ့အလိုတော်ကဘာလဲဘာပဲလို့ဖခင်ကိုချစ်ပြီးတော့မှလှုပ်ဆောင်ခြင်းဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဝိညာဉ်ဖခင်ကြီးအပေါစတာဒေါက်တာဇော်လျောင်ပြောရအမြဲတမ်းမှာကျွန်တော်ခေါင်းထဲမှာရှိတယ်ဘာလဲကျွန်တော်အစာချောင်းတာဘာအတွက်ကြောင့်မှမဟုတ်ဘူးဖခင်ကိုချစ်လို့ဟာလေလုယာဘိသိက်ရခြင်းလို့တကိုးရခြင်းလို့ဟိုဟာပြစ်ရှင်လို့ဒီဟာလိုခြင်းလို့ဘာတစ်ခုမှမဖြစ်တယ်ကျွန်တော်အစာချောင်းတာဖခင်သခင်ကိုချစ်လို့သူအမြဲတမ်းပြောတယ်ကျွန်တော်အဲ့ဒီစကားကိုကြားခါစကျွန်တော်နားမလည်ခဲ့ဘူးဟာသခင်ရှုပြောတော့အစာဆောင်ခြင်းဆွတောင်းခြင်းမှတပတ်ထိုအမျိုးတွေမထွက်တတ်ဆိုတော့ဟိုတကိုးရဖို့မဟုတ်ဘူးလားပိတ်ရဖို့မဟုတ်ဘူးလားမသိဘူးနော်ကျွန်တော်ဇဝေဇဝါဖြစ်တယ်ဒါပေမဲ့ဂျေဇုတော်ပဲဘုရားသခင်ကျွန်တော်သင်ပေးတယ်ကျွန်တော်ဒါကြောင့်မို့သခင်ရှုကပြောတယ်ငါဟောပြောသောစကားသည်အသက်ဖြစ်အတိတ်ဘက်ကပါလေသခင်ရှုကသူ့ရဲ့အသက်ရှင်မှုကိုဟောတာဖြစ်တယ်သခင်ရှုကသူ့ရဲ့ life သူဘာလုပ်နေတယ်လဲသူ့ရဲ့ life ကိုဟောတာဖြစ်တယ် hallelujah ယနေ့ဒီနေ့ကျွန်တော်လူတွေကိုတသက်ခံတဲ့အခါမှာသင်ကိုယ်တိုင်လုံနိုင်တဲ့အရာသင်ကိုယ်တိုင်လုံနေတဲ့ဖခင်စကားကိုဝင်ငှပါသင်မလုပ်တဲ့အရာကိုသင်ဝင်ငှနေတယ်ဆိုရင်သင်ဟာဖာရိရှဲဖြစ်တယ်သင်နဲ့ကျွန်တော်ဟာဖာရိရှဲလို့မရဖြစ်တယ်ဆိုတော့ဒီမှာဘာဖြစ်တယ်လဲငါ့ကိုချစ်တော်ကြောင့်သူ့ကိုငါကယ်နှုတ်မယ်တဲ့ငါဣနာမကိုတည်တော်ကြောင့်သူ့ကိုငါချီးမြှောက်မယ်ဆုတောင်းလို့ငါချီးမြှောက်မယ်လို့မပြောဘူးဖြစ်တယ်ဘာဖြစ်လို့လဲငါနာမကိုတည်တယ်ဖခင်သခင်ရဲ့နာမကဘာလဲတတ်နိုင်တယ်ဖခင်သခင်နာမကအကြီးမြတ်ဆုံးနာမဖြစ်တယ်အဲ့ဒီနာမအောက်မှာခတ်သိမ်းသောအရာအလုံးကဒုထောက်ရတယ်တော့ဒီနေ့မှာဘာဖြစ်လဲဖခင်သခင်ကတင့်ကိုဘာဖြစ်လို့ကယ်နှုတ်မှလဲဖခင်သခင်ကတင့်ကိုဘာကြောင့်ချီးမြှောက်မှလဲသင်ဖခင်ကိုချစ်လို့သင်ဖခင်ကိုစိတ်ချလို့သူ့ရဲ့နာမကိုသိပြီးသူ့ကိုစိတ်ချလို့သင်စု3နိုင်စုတောင်းနိုင်လို့မဟုတ်သင်စု9နိုင်စုတောင်းနိုင်လို့မဟုတ်ဖြစ်တယ်အဲ့လိုပြောလို့3နိုင်9နိုင်စုတောင်းဆရာမလိုဘူးလို့ကျွန်တော်မဆိုလိုဘူးဒါပေမဲ့သင်စုတောင်းတဲ့3နိုင်9နိုင်သင်ရဲ့စုတောင်းချက်ကတကိုးရချင်လို့ဆိုရင်တော့သင်မောတာပဲဖတ်တင်လိမ့်မယ်သင်ချစ်လို့ဖခင်ကိုချစ်လို့ငါ3နိုင်စုတောင်းမယ်ငါဖခင်ကိုချစ်လို့9နိုင်စုတောင်းမယ်ဒါဆိုရင်တော့သင်ဟာဘယ်သူမှမတူအောင်ဖခင်သခင်ရဲ့သုံးတော်ခံမှာဖြစ်တယ်နားလည်နိုင်ဖို့ဖခင်သခင်မှာစပါစေဒါကြောင့်မို့ယနေ့သင်နဲ့ကျွန်တော်လှုပ်ဆောင်တဲ့အရာအလုံးဟာဖခင်သခင်ကိုချစ်လို့လှုပ်ဆောင်တာဖြစ်ဖို့လိုအပ်တာဖြစ်တယ်ဒါဆိုရင်ဖြစ်လေဟေပြဲအခန်းကြီး7ထဲကလို့ပဲဖခင်သခင်ကိုရှာတဲ့သူဟာဖြစ်လေယုံကြည်ခြင်းနဲ့ရှာမှာဖြစ်တယ်ဖခင်သခင်ကိုရှာတဲ့သူဟာနော်ဖခင်သခင်ကိုရှာတဲ့သူဟာယုံကြည်ခြင်းနဲ့ရှာမှာဖြစ်တယ်ရှာတဲ့သူကိုအကျိုးပေးမယ်ဆိုတော့ကိုယုံကြည်ရမယ်အဲ့ဒီနှုတ်ကပတော်ဟာသင်နဲ့ကျွန်တော်ရဲ့ life မှာပြည့်စုံလာမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ယနေ့သင်နဲ့ကျွန်တော်ရဲ့လှုပ်ဆောင်မှုအားလုံးယုံကြည်သူတယောက်အနေနဲ့လှုပ်ဆောင်နေတဲ့နှုတ်ကပတော်နဲ့ညီလှုပ်ဆောင်နေတဲ့အရာတွေအမှုတော်ဆောင်တယောက် man of God woman of God တယောက်အနေနဲ့လှုပ်ဆောင်နေတဲ့အရာအားလုံးဟာတစုံတစ်ခုအတွက်ကြောင့်သင်ရဲ့လိုအပ်ချက်အတွက်တစုံတစ်ယောက်အတွက်အခြားအရာအတွက်မဟုတ်ဘဲဖခင်သခင်ရဲ့စိတ်တော်နဲ့တွေ့စေဖို့ဖခင်သခင်ဝမ်းမြောက်စေဖို့ဖခင်အဘုန်းထင်ရှားစေဖို့ဖခင်ရဲ့နိုင်ငံတော်ကျယ်ပြန့်စေဖို့ဖခင်ရဲ့အလိုတော်မြေကြီးမှာပြည့်စုံစေဖို့အရာအားလုံးဟာဖခင်အတွက်သင်လှုပ်ဆောင်နေတာသင်ရဲ့အသက်ရှင်ခြင်းကအစဖခင်အတွက်ဖခင်သခင်ဝမ်းမြောက်စေဖို့ရန်အတွက်သင်အသက်ရှင်တာမှန်တယ်ဆိုရင်သင်ရဲ့လှုပ်ဆောင်မှုသမျှလှုပ်ဆောင်သမျှသောအရာအားလုံးရဲ့အကျိုးကိုသင်ခံစားမှာဖြစ်တယ်ရိုးရိုးတောင်ခံစားရမှာမဟုတ်ဖြစ်တယ်အစတရားသင်ခံစားရမှာဖြစ်တယ်။ဒါကြောင့်မို့ဒီမှာရှိတဲ့ချီယာရမိတ်ဆွေတွေအားလုံးယနေ့သင်လှုပ်ဆောင်နေတဲ့အရာကျမ်းစာတစ်ခုမှာဘာထပ်ပြောလဲချစ်တော်မူသောသူကိုအိပ်ပျော်ရတဲ့ခွင့်ကိုပေးတယ်တဲ့နော်ချစ်တော်မူသောသူကိုအိပ်ပျော်ရတဲ့ခွင့်ကိုပေးတယ်ဝါစွာစားရတဲ့အခွင့်ကိုပေးတယ်သင်အစာရှောင်တာသင်အစာရှောင်လို့ဘုရားသခင်ကသင်ကိုဗိတ်သိက်ပေးမှာမဟုတ်ဖြစ်တယ်သင်ဘုရားကိုချစ်လို့ပဲသင်ဗိတ်သိက်ရမှာဖြစ်တယ်သင်မနက်အစောကြီးထပြီးတော့မှညတကောင်ရံကြီးထိနော်မအိပ်ပဲနေပြီးတော့မှဆုတောင်းလို့ငါပိတ်သိရမယ်မထင်နဲ့သင်ဘာလို့ပိတ်သိရမှာလဲဟုတ်တယ်သင်အိယာအစောကြီးနောက်ကြပြီးတော့အိယာထားအိတ်မယ်အစောကြီးထားမယ်အရာအလုံးဟာသင်ဖခင်ကိုချစ်လို့မှန်ရင် yes သင်ကဆုကျေးဇူး reward သင်ဘာဖြစ်လဲအကျိုးကိုခံစားမှာဖြစ်တယ်ဒါကြောင့်မို့ဒီမှာချစ်ရတဲ့မိတ်ဆွေတွေအားလုံးသင်နဲ့ကျွန်တော်ဒီနေ့ဒီချမ်းနေစပြီးတော့မှတစုံတစ်ခုကိုရချင်လို့တစုံတစ်ခုလိုချင်လို့ယာထူးရချင်လို့နော်နာမည်ကောင်းရချင်လို့
လူတွေကိုမြင်စေခြင်းလို့လူတွေကိုသိစေခြင်းလို့လုံနိုင်ပါတယ်ဆိုတာကိုပြခြင်းလို့အခြားအရာတစ်စုံတစ်ခုအတွက်ကြောင့်မဟုတ်ဘဲနဲ့ချစ်ချင်းမေတ္တာဖြစ်တော်မူသောဖရာသခင်ကိုချစ်သောကြောင့်ဖရာသခင်ကိုပျော်စေဖို့ဖရာရဲ့အလိုတော်ကိုပြည့်စုံစေဖို့သင်ဟာရည်ရွယ်ပြီးတော့မှမှန်ကန်တဲ့ purpose နဲ့သင်ဟာလှုပ်ဆောင်မယ်ဆိုရင်သင်ဟာအကျိုးကိုမရဘဲနေမှာမဟုတ်ဖြစ်တဲ့အဲ့ဒီလိုနှလုံးသားရှိတယ်ဆိုရင်ဘုရားသခင်ကပြောတယ်လေသင်မတောင်းမီကပင်ငါသင်ကိုပြောမယ်ငါသင်ကိုပေးမယ်တဲ့သင်မတောင်းမီကပင်သင်ကိုသင်ရဲ့လိုအပ်ချက်ကိုသိပြီးတော့မှသင်ကိုကောင်းချီးပေးမှာဖြစ်တယ်လို့ဘုရားကပြောတာဖြစ်တယ်ဒါကြောင့်မို့ဒီမှာရှေ့ချရတဲ့မိတ်ဆွေယုံကြည်သူညီကိုမောင်နှမများအားလုံးယနေ့သင်နဲ့ကျွန်တော်ရဲ့ live တစ်ခုလုံးဟာဘုရားသခင်ကိုချစ်တော်ကြောင့်ကျွန်တော်ကျမအသက်ရှင်တယ်ဘုရားသခင်ကိုချစ်တော်ကြောင့်ဆိုတဲ့အရာတစ်ခုနဲ့ပဲသင်နဲ့ကျွန်တော်ရဲ့ဘဝကိုလွန်စေတက်တော်သူတွေဖြစ်ကြဖို့အားပေးချင်တာဖြစ်တယ်အရောက်တိုင်းကိုဘုရားသခင်အထူးပဲကောင်းချီးပေးပါစေ